အာဆနယ်ကိုပရီးမီးယားလိချန်ပီယံဆုပေးလိုက်ပါတော့16နှစ်သားလေးရဲ့မဝင်ချေစွမ်းနဲ့နိုင်ရရှိခဲ့တဲ့အာဆနယ်မပေးချာဦးဆောင်နေတဲ့အာဆနယ်အသင်းဟာအေဗာတန်အသင်းကိုခက်ခက်ခဲခဲကစားပြီးတော့အနိုင်ယူခဲ့တယ်လို့တပတ်မှလည်းလက်ရှိချန်ပီယံမန်စီးတီးအသင်းကဝက်ဆန်နဲ့တေးကြပြီးအမှတ်ရောခဲ့တာကြောင့်ဒီမှတ်ကွာချက်က6မှတ်ထိဖြစ်သွားခဲ့ပြီးဘသူကစီတူလင်ဖြစ်မလဲဆိုတာထင်ရှားလာခဲ့ပါတယ်ဒီချီနီက2004ခုနှစ်နောက်ပိုင်းမှာအာဆနယ်အသင်းတို့ပထမဆုံးချိန်ပရီးမီးယားလိဖလားကိုဆွတ်ခူးနိုင်ဖို့အတွက်အလွန်နီးစပ်သွားစေတဲ့အခိုက်အတန့်ပဲဖြစ်ပါတယ်ငါတို့ကချန်ပီယံလောင်းနေလို့အာဆနယ်ဖန်တွေအကျဉ်းတစ်ထောင်ခေါ်ခိုင်းနေကြပြီဖြစ်ပါတယ်အာဆနယ်ကအက်မရစ်ကွင်းမှာအေဗာတန်ကိုအခန့်ကစားခိုင်းခဲ့ရတာဖြစ်ပြီးတော့ဒီပွဲကသူတို့အတွက်အတော်လေးကိုဖိအားများခဲ့တဲ့ပွဲတစ်ပွဲပါပဲပွဲချိန်89မိနစ်ထိကိုမရှိသေးဖြစ်နေခဲ့တာကြောင့်အာဆနယ်ပရိသတ်တွေကြားမှာစိုးရိမ်မှုတွေရှိနေခဲ့ပြီးမြဲနောက်ဆုံးမိနစ်ဒီမှာတော့အခြေအနေတွေကလုံးဝပြောင်းလဲသွားခဲ့ရပါတယ်ယောဂရက်စ်ကအဖွင့်ကိုသိမ်းယူပေးခဲ့တယ်လို့အဲဒီနောက်မှာတော့အသက်16နှစ်ရွယ်လူငယ်လေးမတ်ဒေါင်မန်ကဒုတိယဂိုးကိုထပ်သွင်းပြီးတော့အနိုင်တေချာစေခဲ့တာဖြစ်ပါတယ်ဒေါင်မန်ရဲ့ဂိုးကပရီးမီးယားလိသမိုင်းမှာအသက်ငယ်ဆုံးဂိုးသွင်းရှင်ဖြစ်အမှတ်တမ်းဝင်သွားခဲ့တယ်လို့သူ့ရဲ့ဘောလုံးဆွဲပြေးပုံနဲ့ဂိုးသွင်းယူပုံတွေကအသက်နဲ့မလိုက်အောင်လို့ရင်းကျက်လုံးတာတွေ့ရပါတယ်အေဗာတန်ကိုသမားဂျော်ဒန်ပစ်ဖိုးတယောက်တောင်းကန်ဘောခေါင်းတက်နေရကနေပြန်ဆင်းมาတော့ဒေါင်မန်ကဘောလုံးကိုကိုယ့်ဘက်ချမ်းကနေဆွဲပြေးပြီးတော့ပြိုင်မဲနှစ်ယောက်ကိုကြော်ဖြတ်ကဂိုးသွင်းယူခဲ့တာကတကယ်ကိုလှပလုံးပါတယ်အာဆနယ်အနေနဲ့အသေးချဖို့နောက်ဆုံးချိန်ထိနီးစပ်နေတဲ့ပွဲမှာအဖိုးရန်3မှတ်ကိုလူစားဝင်ကစားလာတဲ့16နှစ်သားလေးကြောင့်ရရှိခဲ့တာပါဒီဂိုးကိုသိမ်းယူနိုင်ခဲ့တဲ့ဒေါင်မန်ကလည်းပရီးမီးယားလိသမိုင်းရဲ့အသက်ငယ်ဆုံးဂိုးသွင်းရှင်ဖြစ်ပါစံချိန်စိုက်ထူနိုင်ခဲ့တာဖြစ်ပါတယ်အာဆနယ်နိုင်ပွဲရပြီးတော့နိုင်ပိုင်းကြာမှာမန်စီးတီးကဝက်ဆန်ကွင်းမှာကစားခဲ့ရတာဖြစ်ပြီးတော့ဒီပွဲဟာမန်စီးတီးအတွက်အာဆနယ်ကိုဖိအားပေးဖို့အရေးကြီးတဲ့အခွင့်အရေးဖြစ်ခဲ့တာပါဒါပေမဲ့ပတ်ကွာယူလာရဲ့အသင်းကဘောလုံးပိုင်ဆိုင်မှု81ရာခိုင်နှုန်းအထိရှိခဲ့ပေမဲ့ဝက်ဆန်ရဲ့ခံစစ်ကိုထိထိရောက်ရောက်မဖောက်နိုင်ခဲ့တာကိုတွေ့ရပါတယ်ဘာနာရိုစီးဘာကအဖွင့်ကိုသွင်းပေးခဲ့ပေမဲ့လည်းမကြခင်မှာပဲဝက်ဆန်နောက်ခံလူမာဘရိုပါနော့စ်ကခေါင်းတိုက်ပြီးတော့ခြေပါကိုပြန်သွင်းခဲ့တာကြောင့်တရားလက်နဲ့ပဲပွဲပြီးဆုံးသွားခဲ့ရပါတယ်မန်စီးတီးဟာဒီပွဲလုံးမှာကိုကန်သွင်းခွင့်24ချိန်ထိရခဲ့ပေမဲ့ဝက်ဆန်ကိုသမားမတ်ဟာမန်ဆန်ရဲ့လက်စွမ်းပြမှုတွေကြောင့်ဂိုးမရခဲ့တာဖြစ်ပါတယ်အဓိကတိုက်စစ်မှုအာလီဟာလန်ဆိုရင်လည်းနောက်ဆုံးပရီးမီးယားလိ12ပွဲမှာ3ဂိုးပဲသွင်းနိုင်တော့တဲ့အထိခြေစွမ်းပိုင်းကျဆင်းနေတာကိုသိထားမိကြပါတယ်ဒါကမန်စီးတီးအတွက်ကတော့တော်လေးကိုစိုးရိမ်စရာကောင်းတဲ့အနေအထားပဲဖြစ်ပါတယ်ဘာလို့လဲဆိုတော့ပြီးခဲ့တဲ့ချန်ပီယံလိမှာလည်းရီယယ်မက်ဒရစ်ကို3ဂိုးပြတ်နဲ့ရှုံးနိမ့်ထားခဲ့တာကြောင့်တပတ်တွင်းမှာဖလားနှလုံးချန်ပီယံမျှော်လင့်ချက်မိမ့်မိန်သွားတာဖြစ်ပါတယ်အခုမှပေးစရာမှာအာဆနယ်ကမန်စီးတီးထက်6မှတ်သာသွားပါပြီမန်စီးတီးမှာလက်ကျန်ပွဲတစ်ပွဲပိုနေပါသေးတယ်ဒါပေမဲ့လည်းအဲ့ဒီပွဲမှာနိုင်ခဲ့ရင်တော့မှအာဆနယ်နဲ့6မှတ်ကွာဟနေအောင်မှာဖြစ်ပါတယ်ဒါအပြင်အာဆနယ်ကနောက်ဆုံး၄ပွဲစတိုက်နိုင်ရရှိထားတဲ့အပြင်ခြေစွမ်းမရလည်းအတော်လေးကိုတည်ငြိမ်နေတာကြောင့်မန်စီးတီးအတွက်ကတော့အမိလိုက်ဖို့အတော်လေးကိုခက်ခဲသွားပြီလို့ပြောလို့ရပါတယ်အာဆနယ်အတွက်22နှစ်ကြာဆောင်ဆိုင်ခဲ့ရတဲ့ပရီးမီးယားလိဖလားကိုပြန်လည်ရယူနိုင်မှုအတွက်အကောင်းဆုံးလမ်းစဖြစ်သွားခဲ့ပါပြီအမှတ်ကွာချက်6မှတ်ဆိုတာကပရီးမီးယားလိလိုပြိုင်ဆိုင်မှုပြင်းထန်တဲ့လီမျိုးမှာတော့ကြော်ပြဖို့အတွက်အလွန်ခက်ခဲတဲ့ပမာဏတစ်ခုဖြစ်ပါတယ်အာဆနယ်အနေနဲ့လက်ကျန်ပွဲ9ပွဲမှာ16မှတ်စုဆောင်းနိုင်မယ်ဆိုရင်မန်စီးတီး9-9ရှုံးချန်ပီယံဖြစ်ပြီပဲဖြစ်ပါတယ်ခင်ဗျာ